ကိုယ်စိတ်ကိုပင်ပန်းစေမဲ့အရာတွေကိုမေ့ထားလိုက်ပါလူတိုင်းကလူပင်ပန်းတဲ့ဓာတ်ကိုခံနိုင်ကြပေမဲ့စိတ်ပင်ပန်းတဲ့ဓာတ်ကိုတော့မခံနိုင်ကြဘူးကိုအရင်ကလေးဘဝကကိုအလိုမကြတိုင်းချော့မဲ့သူစိတ်ချမ်းသာအောင်ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့မိဘတွေရှိပေမဲ့အသက်အရွယ်ရလာလို့ကိုဘဝကိုရှောင်လန်းရတဲ့အခါဘယ်သူကမှကိုယ်စိတ်ကိုချမ်းသာအောင်ပျော်ရွှင်အောင်လုပ်မပေးနိုင်တော့ဘူးကိုယ်စိတ်ကသာကိုယ့်ကိုစိတ်ချမ်းသာအောင်ထားနိုင်မဲ့အခုဒီသောအရာဖြစ်တယ်လူတိုင်းကဘဝမှာအကြောင်းအမျိုးမျိုးကြောင့်စိတ်တက်ကြခြင်းဝမ်းနေခြင်းပူဆွေးသောကတွေရေးမလွတ်နိုင်အောင်ရှိတတ်ကြပါတယ်ဒါပေမဲ့ဒီအရာတွေအားလုံးကကိုယ်စိတ်ကဖြစ်ပေါ်လာတာဖြစ်ကိုယ်စိတ်ကိုထိရင်ဖြစ်ပေါ်လာတဲ့ခံစားချက်တိုင်းကိုအစွဲမထားရင်အကောင်းဆုံးပါဖြစ်သမျှအကြောင်းကိုပြုပြင်ရရင်ပြုပြင်လို့မရတဲ့အရာဆိုရင်ကြည်ကြည်နက်နက်လက်ခံလိုက်ကြားသမျှစကားတွေကိုနားတဲ့အစွဲမထားပါနဲ့နားထောင်သမျှနားထောင်နားမထောင်သင့်တဲ့စကားတွေကိုထုတ်ပလိုက်ဘာကိုမှအစွဲမထားပါနဲ့လူတိုင်းကလူပင်ပန်းတဲ့ဓာတ်ကိုခံနိုင်ကြပြီစိတ်ပင်ပန်းတဲ့ဓာတ်ကိုမခံနိုင်ကြဘူးဒါကြောင့်ကိုယ်စိတ်ကိုပင်ပန်းစေတဲ့လူတွေကိုမေ့ထားလိုက်ကိုယ်စိတ်ကိုဒဏ်ရာပေးတဲ့ဝန်းကျင်ကိုဝေးနေလိုက်ပါကိုယ်နဲ့မကိုက်တဲ့ဖဏတ်တွေကိုတဲကျူးပြတ်တဲ့အချိန်တဲကျူးပေါက်ခံပြီးတော့မစည်းချင်ပါကိုယ်ခြေတောင်းနဲ့ကိုက်တဲ့ဖဏတ်တရားဆိုတာကတော့ရှိကိုရှိမှာပါရှားစည်းလိုက်ကိုယ်ခံစားချက်တွေကိုလူတိုင်းကိုယုံပြီးတော့ပုံမပြောလိုက်ပါဆေးပေးမဲ့သူတွေထက်မီးရှို့မဲ့သူတွေကပိုးပြီးတော့များတတ်တယ်ဒီစိတ်နဲ့ကိုယ်လည်းပြောနိုင်မှာမဟုတ်တော့တကယ်တော့လောကမှာပျော်ရွှင်မှုပေးနိုင်တဲ့သူဟာကိုယ်တိုင်ကလွဲပြီးဘယ်သူမှမရှိနိုင်သူကငါ့ကိုအယမ်းချစ်လို့ပျော်ရွှင်အောင်ထားနိုင်မယ်လို့မတွေးပါနဲ့ကိုယ်လည်းသူလည်းအနည်းများတော့စိတ်ရှုပ်စရာရှိနိုင်တာပါပဲကိုယ်စိတ်ကိုယ်တောင်ပျော်အောင်မထားနိုင်ဘူးသူတစ်ပါးစီကရဖို့ဆိုတာမဖြစ်နိုင်ဘူးဘလောက်ပဲကြီးမားတဲ့ပြဿနာတွေဖြစ်နေပါစေအချိန်တိုင်းရင်တော့လေကြီးဆုံးသွားမှာပဲဆိုတာမမေ့ပါဘူးအသွေးအသားတွေနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးနာတာကျင်တာကြိုက်တာခဲတာရှိတယ်ဆိုတာသဘာဝပါအဲ့ဒါသဘာဝဒုက္ခသဘာဝဆင်းရဲအသွေးအသားနဲ့တိဆောက်ထားလို့နာတာကျင်တာဘာအသွေးအသားဘာအယိုးကြောမှမရှိတဲ့ကိုယ်စိတ်ကိုနာတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဆိုတာကတော့သဘာဝမဟုတ်ဘူး